ဟုတ်တယ်ဟာကိုကျကြီးပြောတာကတော့တရေတွေမှာမိုးပြတ်တရေမှာအန်ဒီရဲ့အများဆုံးပဲလို့ပြောမှုတွေဟာအဲ့လိုဆိုငါတို့ဘယ်လိုလုပ်ကြမလဲတနည်းနည်းနဲ့တိုက်ခိုက်ကြတာပေါ့အဲ့ဒီကိစ္စအတွက်တော့ပူးမနေနဲ့ငါ့ကိုလွှဲထားလိုက်စမ်းပါအဲ့လိုပြောပြီးငပိန်ကသူ့အတိုင်းခွက်ကိုတကွက်ပြီးတကွက်ထုတ်ပြနေတော့တယ်ငပိန်ချမှပြင်းလဲခြာစမ်းပါဟာငါဒီမှာလဲပြီးအစ်နေပြီလာမယ်လေလာမယ်ခဏလေးငါအတိုင်းခွက်တွေထုတ်တော့လို့မပြီးသေးညနေခင်းတခုမှတော့ဖိုတူတို့အဖွဲ့ကရှာတိကညောင်မယောင်မှာစက်တောင်ရှိုက်တိုင်းကစားဖို့အတွက်ရောက်နေခဲ့ကြတယ်ဖိုတူကကဲတို့တွေနှစ်ဖွဲ့ဖြစ်အောင်လို့စုံစမ်းစီနဲ့ဆုံးဖြတ်ကြတာပေါ့ဟုတ်ပြီလေကဲအကုန်လုံးစုံစမ်းစီနဲ့ဆုံးဖြတ်ပြီးနောက်ပိုင်းမိဝိုင်းနဲ့ငပိန်ကတဖွဲ့ဖြစ်ပြီးဖိုတူနဲ့တူဘောကတဖွဲ့ဖြစ်သွားခဲ့ကြတယ်ဟဲ့ငပိန်တူဘောကိုနိုင်အောင်လို့ရိုက်နော်ဒါဘောဟာနိုင်အောင်ရိုက်ရမှာပေါ့မဟုတ်ဘူးလုံးဝမရှုံးစေနဲ့ကြားလားအေးပါဟာအေးပါညောင်မင်းအောက်မှာထိုင်ကြည့်နေတဲ့ဖိုတူဟာတို့ပေါ့မင်းမိဝိုင်းကိုဘာမှလုပ်ထားသေးလေငါဘာမှမလုပ်ပါဘူးဟာဒါဆိုမိဝိုင်းကမင်းကိုဘာလို့အခဲမကျေသလိုဖြစ်နေရတာလဲဟာအဲ့ဒါတော့ငါလည်းမသိဘူးလေအော်လုံတော့ကလှုပ်ထားပြီးခုမှဘိုးကန်ညင်းနေရပေါ့လေဒါပေါ့ဟာငါမှမသိတော့တာကဲပါဟာအဲ့ဒါနေပဲမကစားရတော့လာရိုက်ကြစို့အဲ့လိုနဲ့ငပိန်နဲ့တုပ်ပေါ်လေးစက်တောင်စားရိုက်တော်တယ်တကနားလောက်ကစားပြီးစိတ်မှာတော့တုပ်ပေါ်ကရှုံသွားခဲ့တယ်မိဝိုင်းကရေဒါမှဒုံးငပိန်ကွာရှုံးမလို့စီအဲ့တုပ်ပေါ်ရှုံးတာတော့နေသေးတယ်ဟာမိဝိုင်းပေးတဲ့မြစ်တာတွေနဲ့ဒုံးနှစ်ယောက်တော့ဒီဘွဲမှာမလွယ်တော့ဘူးတုပ်ပေါ်ကြီးမင်းမဟုတ်တာလှုပ်ထားရင်လည်းတောင်းမှန်စရာရှိရတောင်းမှန်လန်းဟာငါကဘာလို့တောင်းမှန်ရမှာလဲဟာဘာမှမလုပ်ထားတာအော်ခုတော့အဲ့လိုစကားပြောထွက်ပြီးပေါ့လေဒါဘောဟာငါလဲမထင်မဲ့ပဲဖြစ်သွားတယ်ဟောင်းတို့ဘောမင်းတို့နေရာတခုခုတော့ဖြစ်သားကြတယ်မလားအဲ့ဒါဘာများလဲဟုတ်တယ်ဟာငါလဲအဲ့လိုပဲထင်တယ်မင်းတို့အဲ့လောက်သိကျင်နေမှာတော့ပြောပြရတာပေါ့အပြည့်ပြက်ကဒီလိုဟာတရက်မှာတော့တို့ဘောကစပိန်တစီနဲ့မိဝိုင်းမတို့အိမ်ကိုရောက်ကြလာခဲ့တယ်မိဝိုင်းပြိုးမိဝိုင်းအိမ်ရှိရခေါ်တဲ့ကြားတော့မိဝိုင်းကအိမ်ပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။အော်တို့ဘောပါလားဒါနဲ့နင်းတယောက်တည်းလားဟုတ်တယ်မိဝိုင်းငါနင်းကိုလေမူကထစာကိုခေါ်သွားမလို့ဟဲတကယ်လားတကယ်ဘောဟာဒါနဲ့နင်းကအားရောက်အားရလားငါဒီနေ့တနေ့ကိုအားတယ်ဟာဘယ်နေရာမှဆိုသွားလို့ရတယ်မိဝိုင်းနင်းလဲနော်အစားအသောက်နဲ့ပတ်သက်လိုက်အမြဲကိုအားရတာပဲနော်အဲ့လိုလည်းမဟုတ်ပါဘူးဟာဒါနဲ့လေငါလေးကိုမှတေချာကြည့်မိနင်းနေတော်တော်ချောနေပါလားချစ်စရာကောင်းတဲ့မျက်နှာလေးအစပူနေရဲ့ဗိုင်လေးအစောအကုန်လုံးကိုချစ်ဖို့ကောင်းရောပဲအဲ့ဒါငါသိပြီးသားပါဟာငါလိုစနေသားမိတွေကလေဘလို့နေချစ်ဖို့ကောင်းမိသားအေးပါဟဲ့ကိုငှက်ချင်းကိုချင်းနေလိုက်မိဝိုင်းအဲ့လိုတွေးနေတော့ဟဲ့သွားမယ်လေအဲ့ဒါနဲ့နောက်ကျနေရောမှာအေးပါဟဲ့အေးပါအဲ့ဒါနဲ့တုပ်ဘောနဲ့မိဝိုင်းလေးစပိန်လေးစီပြီးမုကထစားဖို့အတွက်ထွက်လာခဲ့လိုက်ကြတယ်ရွာလန်းတနေရာနာရောက်มาတော့မိဝိုင်းကတုပ်ဘောငါတို့ခုပဲဆိုင်အောင်သွားမှာလေဟာအဲ့ဒီဆိုင်ကတို့ရွာတွေမှာနာမည်ကြီးဆိုင်ပဲဟာနာမည်ဘယ်လိုခေါ်ပါလိမ့်ဟာပြောမယ်လို့မှမေ့နေပြန်ပြီအော်မှတ်မိပြီဟိုမီးမူကထဆိုင်နဲ့နေရောသိလားမီးမူကထဟဲ့မူကထဆိုင်ကဘာလို့မီးဖြစ်နေရလဲအော်အဲ့ဒီဆိုင်ရှင်ရဲ့နာမည်ကမီးဖြစ်နေလို့လေအဲ့ဒါကြောင့်မီးမူကထလို့ပေးတာနေမှာပေါ့အော်အဲ့လိုလားမဲဒါနဲ့နေငါ့ကိုကျင်တာလို့ပါမူကထတွေပါလိုက်ကြွေးလို့အဲ့ဒါလားငါတို့အိမ်နောက်ကပြောင်းမှုတွေရောင်းထားလို့ဟာနင်းတို့အိမ်နောက်ကပြောင်းမှုတွေကအများကြီးရလို့လား9000လောက်တော့ရလိုက်တယ်ဟာအဲ့ဒါငါအမေတဝက်ငါတဝက်လေအော်အဲ့လိုလားဒါနဲ့နေရပါလို့ဖိုးထုတို့ကိုလည်းမခေါ်တာလေအကုန်လုံးကြည့်ဖို့ကြာပတ်စံမလောက်ဘူးလေငါမှ2000ခွဲပဲရှိတယ်ဟာဒါနဲ့မုကရဆိုင်ဟာတယောက်ဘယ်လောက်လဲတယောက်ကို9900ဟာအော်1000ဆိုလဲ1000လုံးလိုက်တာမဟုတ်100လေးရော့တယ်ဟာအဲ့ဒါသူတို့ဆိုင်ရဲ့ idea နေမှာပေါ့ကွာလူတွေက9900ဆိုတော့
1000တောင်မပြည့်ဘူးဆိုပြီးသွားစားကြရလေအေးပေါ့သူတို့အဲ့လိုပြောနေကြတော့ရှေ့ကနေကားတစ်စီးကအရှိန်နဲ့မောင်းလာနေကြတယ်အားဆိုပြီးနှစ်ယောက်လုံးကပြိုင်တူអော်လိုက်ကြတယ်တိုင်မီမလို့ဖြစ်သွားတဲ့ကားကိုရှောင်းလိုက်ပြီးနောက်မိဝိုင်းကတော့ပေါ့နေစပိန်နေတာဘလို့နေနေရလဲဟာရှေ့ုံနေသိစားမကြည့်ဘူးဟာနေမဲငါ့ကိုဟိုဟာမေးလိုက်ဒီဟာမေးလိုက်လုံနေရအောင်အဲ့ဒါကြောင့်ငါလေးရှေ့ကိုအာယုံမဆိုင်မိတာဟာအေးပါဟဲ့အေးပါရှေ့ကိုသာကြည့်နေစမ်းပါအဲ့လိုနဲ့တုပ်ပေါ်နဲ့မိဝိုင်းလေးမူကထဆိုင်ကိုရောက်သွားခဲ့ကြတယ်မူကထဆိုင်တွေကထိုင်ကုန်မှာဝင်ထိုင်လိုက်ကြပြီးနောက်မိဝိုင်းကဟဲ့တုပ်ပေါ်နင်းလေးအဲ့ဒီမှာပဲထိုင်ပြီးဖုန်းကြည့်နေအောင်မလားစားမို့ရောသွားမြူတော့လားနင်းသွားယူလိုက်လေဟဲ့နင်းစားကျင်တာကိုနေကိုယ်တိုင်သွားယူမှာအစိမ့်မြင့်မလီဟာမိဝိုင်းနင်းတခုခုများမေ့နေရလားဟုတ်တော့ငါးပါအောင်မေ့ရမှာလေငါဒီဝိုင်းကိုတကားခံရတဲ့သူလေအမလီအေးပါဟဲ့အေးပါငါပဲသွားယူလိုက်ပါမယ်ဟုတ်ပလားအဲ့လိုပြောပြီးမိဝိုင်းလေးထိုင်နေရထရက်လိုက်တယ်ဒီဘက်ပုတ်ကတော့လေဒီအဲ့ဒါကြောင့်ဖတ်တီးပုတ်ဖြစ်နေတာမိဝိုင်းနင်ဘာပြောနေလဲငါကြားတယ်နော်ဘာဟုတ်လဲနင်ကလေငါဝတ်သားပြစားရမလားလို့ကိုယ့်အကူပြောနေရဟောအဲ့လိုနဲ့မိဝိုင်းလေးဆိုင်ထဲမှာခင်းချင်းထားတဲ့စားစရာတွေကိုတစ်ခုပြီးတစ်ခုယူချလာခဲ့လိုက်တယ်အိမ်နောက်တော့စပယ်ဝိုင်းပြေးချထားတဲ့စားစရာတွေကိုကြည့်လိုက်ပြီးတုပ်ဘောကမိဝိုင်းတို့တွေကဒါအကုန်စားရမှာလားဒါဘောဟာစိတ်ကြိုက်စားလို့ရတာကိုရှိတာအကုန်စားရမှာပေါ့နင်မစားချင်လည်းမစားနဲ့လေငါတော့အကုန်စားမှာငါလည်းမစားချင်လို့မပြောပါဘူးအဲ့ဒါနဲ့တုပ်ဘောနဲ့မိဝိုင်းလည်းမူကထကိုအမတရစားလိုက်ကြတော့တယ်2 နာရီလောက်ကြာအောင်စားပြီးချိန်မှာတော့မိဝိုင်းကဝါဘိုက်ကိုတင်းကားသွားတာပဲလမ်းအောင်မလျှောက်နိုင်တော့ဘူးထင်တယ်ငါလည်းတူတူပဲဟာစပိန်တော်မှနင်းနိုင်ပါမလားမသိဘူးဒါဆိုလေသွားကြရအောင်လေငါလည်းစားပြီးတော့အိတ်ကျင်လာပြီမိဝိုင်းငါနင့်ကိုလေပြောပြစရာတခုရှိရဲ့သိလားဘာများလဲဟိုငါအကောင့်ထဲကိုပတ်စံမဝင်လာခဲ့သေးဘူးဟမ်ဘလို့ဟုတ်တယ်မိဝိုင်းရဲ့ကိုကြီးမောင်ညိုကငါ့ကိုဒီညနေငွေလဲပေးမယ်လို့ပြောထားတာဟာအဲ့ဒါခုထိရောက်မလာသေးဘူးဟဲ့အဲ့လိုဆိုလေနင်ဖုန်းဆက်ကြည့်ပါလားတုပ်ဘောအေးငါခုဆက်ကြည့်လိုက်မယ်နော်အဲ့လိုပြောပြီးတုပ်ဘောကမောင်ညိုကိုဖုန်းနဲ့ဆက်လိုက်တယ်ဟယ်လိုကိုကြီးမောင်ညိုလားဟုတ်ပါတယ်ခုဆက်နေရဘယ်သူလဲမသိဘူးသားပါကိုကြီးရဲ့တုပ်ဘောရဲ့အော်တုပ်ဘောလားဟိုလေကိုကြီးပေးချရှိရဲ့ငွေကိုမနေ့ပြန်ဆက်လွှဲလိုက်မယ်သိလားကိုကြီးလေဒီညနေရစရာရှိတဲ့ဟာကိုလာမပေးသေးလို့ပါအဲ့လိုပြောပြီးတော့မောင်ညိုကဖုန်းချသွားခဲ့တယ်ဟာဟယ်လိုကိုကြီးမောင်ညိုဟိုသားတော့ဒီမှာမူကရစားထားပြီးပြီဗျဟာဖုန်းချသွားပြီပဲတော့ဘောကိုကြီးမောင်ညိုကဘာတဲ့လဲမိမိုင်းဟိုတက္ကသိုလ်မှာပျော်ရွှင်မှုဆိုတာလေငါတို့စီမှာကြမနေဘူးသိလားဒုက္ခတွေကဝင်ဆွတ်ပတ်တတ်တာနင်းသိရမလားဟောနင်းမပြောချင်တာလေတော့ဘောအိမ်နောက်တော့တုပ်ဘောနဲ့မိဝိုင်းလေးဆိုင်နောက်ဘက်မှာတောင်လုံပုံကြီးရဲ့ပကံကြီးကိုစီးလိုက်ရှာတော့တယ်ကဲကလေးတွေဒီပကံကြီးမကုန်မကျင့်မပြဲအောင်နော်မြင်ပြန်ချင်းအလုပ်ကိုမြန်လေးလို့ဟုတ်ပလားအဲ့လိုပြောပြီးမိအေးကထွက်သွားခဲ့တုပ်ဘောနေတွေ့မှာတွေ့အောင်မှာငါလည်းမတင်မှတ်ထားလို့ပါမိဝိုင်းရေအဖြစ်ပြက်ကတော့အဲ့ဒါပဲဖိုးထုတို့ရေတုပ်ဘောစကားဆုံးသွားတော့ဖိုးထုနဲ့ငပိန်ကတားနဲ့ရှိဝဲကြတော့တယ်အဲ့ဒါကြောင့်မို့မိဝိုင်းမမင်းကိုအခဲမကျိဖြစ်နေရဘူးဟုတ်တယ်ဖိုးထုရေငါကလေသူ့ကိုထုပါထုကျင်တာမလုပ်ပါနဲ့မိဝိုင်းရေတုပ်ဘောမျက်နှာလေးကြည့်ပါအောင်ဟာတနာစရာလေးပါငါကတော့လေသူ့လက်ထဲမှာပတ်စံအသေးရှိနေရဲ့တဲ့လို့လိုက်သွားခဲ့တာနှုံးမို့ရင်ငါလည်းမလိုက်ဘူးအေးလေဟာမင်းကလေတေချောင်လို့လှုပ်သွားတာမဟုတ်ဘူးငါလည်းအဲ့လိုဖြစ်မယ်လို့မတင်ထားဘူးလေဟာရုတ်တရက်ကြီးဖြစ်သွားတော့ပကံစင်းုံပြင်မတက်နိုင်ခဲ့ဘူးအေးပါဒါနဲ့တို့လည်းမိုးမောင်နေပြီဆိုတော့ပြန်ကြရအောင်အဲ့လိုနဲ့ဖိုးထုကိုလေရွာထဲကိုပြန်လာခဲ့လိုက်ကြတယ်အုံးမင်းနေပေါ်တဲ့အုံတော်နာရောက်မှာတော့အုံးမင်းအောင်မှာကြော်ပေးပြီးထိုင်းနေတဲ့မြို့သမီးတယောက်ကိုတွေ့လိုက်ရတယ်တုပ်ဘောကဟေ့နင်တို့လေဟိုအုံးမင်းအောင်မှာထိုင်းနေရဲ့အမကြီးကိုတွေ့လား
တွေ့ရလေဘာလို့လဲဟိုအဲ့ဒီမကြီးကတမျိုးပဲနော်ညာကြီးမို့ချုပ်ကိုဘာလို့အောင်းမေအောင်မှထိုင်နေရလဲဟာချင်းတွေ့မလို့နေမှာပေါ့ဟာမဟုတ်တော့ဘူးနော်ငါအတင်ပြောရရင်တော့လေအဲ့ဒီမကြီးကတရေပဲဖြစ်ရမှာဟင်တရေလားဒီလိုလုပ်လေတေးကြအောင်လို့တို့တွေတွားကြည့်ကြတာပေါ့ငါတော့မလိုက်ဘူးနော်မင်းတို့ပဲတွားကြဟုတ်ပြီလေအဲ့လိုဆိုလေမင်းဒီမှာပဲနေခဲ့လိုက်အဲ့လိုပြောပြီးဖိုးတူတို့၃ယောက်လည်းအုံးမင်းနေနာကိုတွားလိုက်ကြတယ်တော်ဘောကတော့ကြောက်ကြောက်နဲ့လမ်းမပေါ်မှာတယောက်တည်းကြံရင်ခဲ့တာပါဟမ်တို့စောစောမြင်ခဲ့တဲ့အမကြီးရောဘမတော့အေးနော်စောစောအမမြင်လိုက်တဲ့ဟာအဲ့လိုဆိုရင်တော့သိကြနေပါပြီအဲ့ဒါလေတရေမှပဲဖြစ်လိမ့်မှာသူတို့အဲ့လိုပြောနေတော့တော်ဘောရဲ့ခဆူးဆူးအော်တန်ကိုကြားလိုက်ရတယ်ဟာအမလီတရေပြိုတရေဟမ်တော်ဘောတန်မဟုတ်လားအဲ့လိုနဲ့ဖိုးတူတို့လည်းတော်ဘောနာကိုပြေးလာခဲ့လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲတရေမကလေးပေါ်မှာပြန်ပြီးတော့တော်ဘောကိုကုတ်ကနေဆွဲထားလိုက်တယ်ဟာမိုးပြန်တရေမပဲကွာဟုတ်တယ်ဟာကိုချက်ကြီးပြောတာကတော့တရေတွေထဲမှာမိုးပြန်တရေမအန်ရည်အများဆုံးပဲလို့ပြောမှုတွေဟာအဲ့လိုဆိုငါတို့ဘယ်လိုလုပ်ကြမလဲတနည်းနည်းနဲ့တိုက်ခိုက်ကြတာပေါ့အဲ့ဒီကိစ္စအတွက်တော့ပူးမနေနဲ့ငါ့ကိုလွှဲထားလိုက်စမ်းပါအဲ့လိုပြောပြီးငပိန်ကသူ့အတိုင်းခွက်ကိုတကွက်ပြီးတကွက်ထုတ်ပြနေတော့တယ်ငပိန်အချမှပြင်လဲခြာစမ်းပါဟာငါဒီမှာလဲပြီးအစ်နေပြီလာမယ်လေလာမယ်ခဏလေးငါအတိုင်းခွက်တွေထုတ်တော့လို့မပြီးသေးဘူးဟာဒီကလေးတွေတော့တော်တော်ရှိရတာပဲငါ့ကိုတိုင်းခွက်နဲ့ချမယ်ပေါ့လေအရင်ဆုံးမချပြီလေးဘောသားအရင်ပြန်နေအောင်လှုပ်ဆမ်းမအောင်လာမယ်မကြီးတရေမကြီးစောက်ကြိုးနေလိုက်အဲ့လိုပြောပြီးငပိန်ကမိုးမော်ပြန်သွားပြီးတရေမကိုကန်လွှင့်လိုက်ချိန်မှာတော့တော်ပေါ်လေးတရေမနဲ့တူအဝေးကိုပါသွားခဲ့တယ်ဟမ်တော်ပေါ်လေးပါသွားပြီဘယ်လိုလုပ်ကြမလဲမပူပါနဲ့ပြန်လာလိမ့်မှာဖိုးတူအဲ့လိုပြောနေတော့မှမိုးပြန်တရေမနဲ့တော်ပေါ်ကပြန်ရောက်လာခဲ့ကြတယ်ကဲဒီနေ့ကတော့ငါ့လည်းပဲအဲ့လိုပြောပြီးဖိုးတူကမိုးပေါ်ကိုခုံပြီးတော်ပေါ်ကိုကဲလိုက်တယ်ကဲငပိန်ကြီးကန်ချက်ပြင်းပြင်းနဲ့သာကန်လိုက်တော့ဟိအဲ့နောက်မှာတော့ငပိန်ကမိုးပြန်တရေမကိုကန်ချက်ပြင်းပြင်းနဲ့ကန်လိုက်ခြင်းမိုးပြန်တရေမလေးအုံးမင်းနေပေါ်ကိုရောက်သွားခဲ့တယ်အုံးမင်းပေါ်ကိုရုတ်တရက်ကျလာတဲ့မိုးပြန်တရေမကိုအုံးသီးတရေကမြင်သွားခဲ့ပြီးတော့အော်အရန်ကိုလှပတဲ့နတ်သမီးလေးပါလားဟိုနတ်သမီးတော့မဟုတ်ပါဘူးရှင်နတ်ပြည်ကိုတော့အသွားပြန်လုပ်ပါတယ်ဟိုဒါနဲ့ရှင်းမသူလဲကျုပ်ကဒီအုံးမင်းတွေကိုပိုင်နေအုံးသီးတရေပါအော်နာမည်ပဲကြားဖို့ပြီးတော့လူကိုခုမှပဲမြင်ဘူးတော့တယ်ဒါနဲ့ရှင်ကတော်တော်ကိုကြောတာပဲနော်ဗျာအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟိုဒါနဲ့ဒီကနဲ့သမီးဟိုဘသူလေးလဲကျမနာမည်ကမိုးပြန်တရေမှာပါဟိုတလုံးနဲ့မိုးလို့လေခေါ်လို့ရပါတယ်ရှင်ဒါဆိုတရေပဲပေါ့နော်အဲ့လိုဆိုရင်တော်ဝဲဖြစ်သွားတာပေါ့ကျွန်တော်နဲ့ဒီအုံးမေပေါ်မှာပဲတက်တက်လုံးအတူနေပါလားယင်ရှင်တကယ်လားတကယ်ပေါ့ဗျာဒါဆိုရင်တော့ကျမမငင်းတော့ဘူးနော်ဟာဟိုမတည်းမှာပြန်လေးဆင်းမလာပါလားဆင်းလာမှမဟုတ်တော့ဟိဟိုမှာချစ်ချီနူးနေကြတယ်ပုံမဲအဲ့လိုဆိုလဲလာပါသွားကြရအောင်ဒုက္ခလေးလေဒီမှာကြကြနေလို့မကောင်းဖိုးထူးတို့ကြီးဒီကတော့မင်းတို့အဖွဲ့ကိုအရန်ကိုကျေးဇူးတင်ပါတယ်ဗျာဟမ်